အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာရေးပါဒီနေ့မှာတော့စီးကံမှာလာပြရတဲ့သူတို့များကဆရာရဲ့အသားရည်ကြီးရရှိလိုက်တာဆရာဘယ်လိုကူးဆိုင်လဲဘာကြီးလုပ်ထားလဲဆိုပြီးတော့မေးကြလို့လှုပ်ဝက်ချက်မှုတော့တဲ့လှုပ်ဝက်ချက်ကိုပြောပြပေးမယ့်ဗီဒီယိုလေးပါဘာပဲလုပ်လို့ဘာပဲလေးမျက်နှာကတန့်စင်နေဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော် cleansing စလုပ်ပါမယ်နေစင်းနဲ့မှန်ဖို့ဆိုရင်ပထမဆုံးမျက်နှာကိုရေနှင်းငယ်နဲ့ဆေးချပါမယ်ကျွန်တော်ဒီရေဆူနေတဲ့လက်မှာ facial foam နှင်းငယ်ထည့်ပြီးတော့အခုလိုမျိုးအမျိုးထွက်နေအောင်အရင်လုပ်ပေးရပါမယ်ပြီးရင်တော့မျက်နှာအနက်ကိုစက္ကန့်30ကြာအောင်သေချာလေးဖွတ်တိုက်ပြီးမှမျက်နှာမှာရှိတဲ့အညစ်အကြေးအဆီတို့တန့်စင်စေမှာဖြစ်ပါတယ်။ကဲအဓိကဒီနေ့ပြပြပေးမယ့်လှုပ်ဝက်ချက်ကတော့ skin booster လို့ခေါ်တဲ့အသားရည်ကိုပိုပြီးကျန်းမာအောင်လုပ်ရတဲ့ကုထုံလေးဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီ ASO Gold လို့ခေါ်တဲ့ ASO Zone နဲ့အသားရည်ကောင်းတာကိုထိမ့်သိမ်းတဲ့အနေနဲ့တစ်လတစ်ကြိမ်ဒါမှမဟုတ်3လတစ်ကြိမ်လောက်လုပ်ပြီးဖြစ်ပါတယ်။အဲ့တော့ဒါလွတ်ယုံနေရပြီလားဆိုတော့မဟုတ်ပါဘူး lifestyle ကလည်းအသားရည်ကောင်းဖို့ 70% လောက်ရေးပါတာဆိုတော့ skin care တေချာသုံးတယ်ရှင်များများတောက်တယ်အချို့ fast food တွေ short စားတယ်အချိန်တက်နိုင်များယူဆိုင်တယ် stress နည်းနိုင်တယ်များနည်းအောင်နေတယ်